တခါကျိုးသွဲချတင်မလားဒါမှမဟုတ်ဝေကိုက်ခံမြင်နေမလားလို့မေးလိုက်တယ်သူခဏလောက်စဉ်းစားလိုက်တယ်ဝေကိုက်ခံရတာကပုံမြန်ပြီးနာကျင်မှုလဲသက်တာနိုင်တယ်လို့တွေးမိသွားတယ်ဒါကြောင့်သူကအမွေပွဲရေးပါတယ်အကိုက်ခံပါမယ်လို့ပြောလိုက်တယ်စောင့်နေရသူ့မျက်လုံးဝင်းနဲ့စီးလိုက်တယ်ပြီးတော့တိုးတိုးလေးကပ်ပြောတယ်ဒါကကဘာပေါ်မှာအစိပ်ပြေးဆုံးမွေတယ်သူမွေကိုမမြင်ရပေမဲ့မွေရဲ့သွားသွားတန်နဲ့ရှူးရှူးဆိုတဲ့မိသားနေကြားနေရတယ်တဲ့အဲ့ချိန်မှာရုတ်တရက်ပဲသူ့လက်မောင်းကိုခြုံတက်တဲ့အရာအဆုခံလိုက်ရတယ်တဲ့10စက္ကန့်လောက်အကြာမှာတော့သူ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီးတိတ်ဆုံးသွားခဲ့တယ်တဲ့ဒါပေမဲ့အလက်ပြောင်းကဒီမှာပါတဲ့တကယ်တော့အဲ့မှာမွေးမရှိဘူးတဲ့မွေးမရှိပါဘူးတဲ့ခြုံတက်တဲ့အတစ်ချောင်းပဲရှိတာပါတဲ့ဒါပေမဲ့ဆရာဝန်တွေကသူ့လောက်ကိုစစ်ဆေးကြည့်တဲ့အခါအဟောစရာကောင်းတာကသူ့သွေးထဲမှာတကယ်မွေစိတ်ကိုတွေ့ရှိခဲ့ပါတယ်တဲ့သူကမွေကိုက်ခံရအမဟုတ်ဘဲနဲ့ဒါဘယ်လိုဖြစ်နိုင်တာလဲပေါ့ဘာဖြစ်လို့လဲဆိုတော့တဲ့သူ့ရဲ့အုံနောက်ကအဲ့ဒါကိုအတီလို့ယုံကြည်သွားလို့ပါတဲ့သူသေးတော့မယ်လို့သူ့စိတ်ကအပြည့်အဝယုံကြည်သွားတဲ့အတွက်သူ့ခန္ဓာကိုယ်တစ်ခုလုံးကအစိတ်သက်တယ်လို့မျိုးတုတ်ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့တာပါတဲ့သူကမွေကိုက်လို့သေတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ယုံကြည်မှုကြောင့်သေသွားတာပါတဲ့ဘာကြောင့်လဲဆိုတော့ဒီနေရာမှာစိတ်ကြောင့်သေတာကိုပြောချင်တာပါတဲ့စိတ်ကတက်လို့သိတာတွေအများကြီးရှိခဲ့တာဒါလေးကိုတင်ပြလိုက်ရပါတယ်တဲ့ဒါကြောင့်ဘာပြဿနာတွေပဲပေါ်ဘာတွေပဲဖြစ်စိတ်ပြောင်းတတ်ဖို့ရယ်စိတ်ချမ်းသာဖို့ရယ်ကိုစဉ်းစားပါကိုလူတဲ့အကျဉ်းသားတွေဘာမှမတွေးနဲ့တဲ့သူ့ဟာနဲ့သူနေ့ကျအဖြစ်တကျဖြစ်သွားမှာပါတဲ့နောက်တဲ့သူများတဲ့သားသမီးတွေကိုမနှိမ်ပါနဲ့အခါတုန်းကတဲ့ရွှေတုံးတုံးနဲ့ရွှွန်တုံးတွေ့ကြတယ်ရွှေကရွှွန်ကိုကြည့်ပြီးပြောတယ်တဲ့မင်းကြည့်ရတာကွာတဲ့မွဲတွေ့နဲ့ငါလောက်တောက်ပါလို့လားတဲ့ငါလောက်တမိုးကြီးလို့လားလို့မေးလိုက်တယ်တဲ့ရှင်လေးကနေပြီးရှင်ကခေါင်းခါပြီးပြန်ပြောတယ်တဲ့ငါကပန်းနေအသီးတွေအပိန်နေနဲ့အရာအလုံးကိုအသက်သွင်းပေးနိုင်တယ်တဲ့အမေအဲ့လိုလုံးနိုင်လားတဲ့ရွှေတုံးလေးငြိမ်ကျသွားခဲ့တယ်တဲ့ဘဝရဲ့အတိတ်ပဲဆိုတာတဲ့ကိုဘလောက်တမိုးကြီးလဲဆိုတာတဲ့ကိုဘလောက်ဖန်ပြီးပေးနိုင်လဲဆိုတာပိုရေးကြည့်တယ်ကိုရှိနေလို့တခြားလူတွေအကျိုးရှိသွားတာကမှတကယ်တမ်းမို့အစ်စ်မှန်ပါပဲတဲ့ဒါကြောင့်ကိုသားသမီးတော်တိုင်းလေသူများသားသမီးမနိုင်ပါနဲ့သူ့ရေးချင်းနဲ့သူတနေ့ဖြစ်လာမှာပါတဲ့ရွှေဖြစ်ပါလေတဲ့ဒါမှစားလို့မရပါဘူးတဲ့ပညာဘလောက်တက်ဉာဏ်ပညာဘလောက်ထက်တဲ့စဉ်းစားနိုင်တဲ့အသိဉာဏ်ပညာမရှိရင်နွားပဲတဲ့အုံနောက်မရှိရင်နွားပဲတဲ့အားကြောင့်ဒီနေ့ကစပြီးနွားမဖြစ်အောင်အသိဉာဏ်လေးတွေနဲ့နိုင်ငံအကျိုးလူအကျိုးတည်ပိုးနိုင်ပါစေလို့မြစ်တာ